မင်္ဂလာပါရှင် That was for a မန်လေးကနေကြိုဆိုပါရစေမင်းတို့ဒီ TikTok channel မှာလေးပန်းစည်းလေးတွေအပြင်ပညာဒါနလေးတွေလည်းတင်ပေးဖို့အတွက်စီစဉ်ထားရပေါ့နော်ဆိုတော့ပညာဒါနရဲ့ပထမအဦးဆုံးဗီဒီယိုလေးဖြစ်ပါတယ်ပထမအဦးဆုံးမင်းမျှဝေပေးချင်တာကြတော့ပန်းစည်းရဲ့အခါမှာပေါ့နော်သုံးပြရတဲ့ဖော်လေးတွေအကြောင်းပေါ့ဖော်လေးတွေအကြောင်းမျှဝေပေးချင်တယ်အခုမင်းဒီဗီဒီယိုထဲမှာပြထားဆိုရင် Oasis ဖော်ရဲ့ရေခဲဖော်ရဲ့ပေါ့နော်Oasis ဖော်ရဲ့ရေခဲဖော်ရဲ့ကဘယ်နေရာမှာသုံးရလဲဘယ်လိုမျိုးစားလေးလဲဘယ်လိုမျိုး fashion ကွာတာလဲဆိုတော့မင်းက share လုပ်ပေးမယ်နော်ဆိုတော့ဒီညာဘက်ကတော့ Oasis ဖော်ဖြစ်ပါတယ်ဘယ်ဘက်ကတော့ရေခဲဖော်ပါအဖြူရောင်လေးကရေခဲဖော်ဒီဘက်ကအစိမ်းရောင်လေးကတော့ Oasis ဖော်လေးဖြစ်ပါတယ်ဆိုတော့ဒီ Oasis ဖော်ပေါ့နော် Oasis ဖော်ကဘယ်နေရာမှာသုံးလဲဆိုတော့ဒါလေးတွေကိုမင်းတို့ကပန်းအဆူထိုးတဲ့နေရာမှာသုံးပါတယ်ပန်းအဆူထိုးတဲ့နေရာမှာဘာလို့သုံးလဲဆိုတော့ဒီ Oasis ဖော်ကရေထဲကိုစိမ့်လိုက်တဲ့ခါကျလို့ရှိရင်ရေကဒီဖော်ထဲကိုစိမ့်ဝင်သွားတယ်ဒီခါကျပန်းလေးထိုးတဲ့ခါမှာပို့ပြီးတော့ကြာရှည်ခံတယ်ရိုးတန်တဲ့ထီကိုဒီပန်းဒီဖော်ထဲမှာရှိတဲ့အေးတက်ကနေရိုးတန်တဲ့ထီရောက်ပြီးတော့ကြာရှည်ခံတယ်သူကတော့ပန်းအစစ်ပန်းအဆူထိုးတဲ့နေရာမှာသုံးတယ်ပေါ့နော်ဒါလေးကတော့ Oasis ဖော်ပါအခုဒါလေးကတော့ရေခဲဖော့ကကြာမင်းခုပြထားတာကြာဒီကြာဘူးဖော့လေးပေါ့နော်ဒီကြာဘူးဖော့လေးကကြာတော့မင်းကဒီရေခဲဖော့ကကြာတော့လေ Oasis ဖော့လိုပဲ site မျိုးစုံရှိရယ် Oasis ဖော့ site လည်းရှိရယ်လေးတောင်ရှိရယ်အဝိုင်းရှိရယ်နောက်ပြီးတော့ဒီလာချမ်းရှိရယ်အသေးပုံရှိရယ်စသဖြင့်အများကြီးရှိရယ်ပေါ့နော်မင်းကတော့အခုဒီကြာဘူးပုံစံရေခဲဖော့လေးကိုပြပေးထားဖြစ်ပါတယ်ဒီရေကက်ဖော်လေးကကြဘလို့နေရာမှာတုံးလဲဆိုတော့ဒီလိုမျိုးမင်းတို့ပန်းအများကြီးမပါတဲ့နေရာပေါ့နော်ပန်းမပါတဲ့နေရာဥမာအဖြစ်ဒီဓာတ်ပုံပန်းစီးရောမုံပန်းစီးရောပတ်စံပန်းစီးရောနေရာမှာဆိုရင်ဒီရေကက်ဖော်ကိုတုံးတယ်ပေါ့နော်ရေကက်ဖော်လည်း size စုံမျိုးစုံလာတယ် Oasis ဖော်ကကြတော့ပန်းဆူထိုးတဲ့နေရာမှာပို့ပြီးတော့တုံးကြတယ်ဒါပေမဲ့တခါတလေကြလို့ရှိရင်လည်းအစင်ပြေလို့တုံးလိုက်ဒါလေးလည်းရှိရပေါ့နော်ပစ္စည်းပြတ်ရင်ဒါပေမဲ့အဓိကတော့ Oasis ဖော်ဆိုတာကတော့ပန်းဆူထိုးတဲ့နေရာမှာတုံးတယ်ရေကက်ဖော်ကတော့ဒီလိုပန်းမပါတဲ့ဒီလိုအချောက်သုံးတဲ့နေရာမှာသုံးတယ်ပေါ့နော်ဆိုတော့ဒါလေးကတော့အခြေခံဖော့အကြောင်းလေးပဲဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်